ဒီနေ့ကျွန်တော်တို့အင်္ဂလန်နိုင်ငံလန်ဒန်မြို့မြန်မာစစ်အာဏာရှင်အစိုးရရဲ့တန်ယုံရှိရာသီဥတုကလည်းတော်တော်အေးတယ်ဒါပေမဲ့ကျွန်တော်ညီကိုမောင်နှမတွေတိုင်းသားလူမျိုးပေါင်းစုံဘာသာပေါင်းစုံအကုန်လုံးအထူးသဖြင့်ကျွန်တော်ဒီနေ့ချီးကျူးလိုတာကလူငယ်မျိုးဆက်တွေစီစီလုံးလုံးညီညွတ်နဲ့တက်ရောက်လာတာတွေ့ရတဲ့အတွက်အများကြီးပဲဝမ်းသာမိတယ်ဂုဏ်လက်ယူတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြောကြားလိုပါတယ်ဒါအပြင်ကျွန်တော်တို့နောက်ထပ်ထပ်ပြီးတော့ကျွန်တော်ဂုဏ်ယူဝမ်းမြောက်တာကအမျိုးသမီးတွေအများကြီးပါလာတယ်ကျွန်တော်တို့ဟိုးစက်ကလို့မဟုတ်တော့ဘူးငါမိန်းကလေးပဲဆိုပြီးတော့နောက်ချမနေကြတော့မိန်းကလေးရှင်နဲ့ထွက်လာတယ်ဒီလိုမျိုးဆက်တဲ့ခေါင်းဆောင်တွေအများကြီးပေါ်ပေါက်လာတဲ့အတွက်လည်းကျွန်တော်ဝမ်းသာဂုဏ်ယူကြောင်းတကယ်ကိုနှစ်ထောင်အားရကြောင်းကျွန်တော်ပြောကြားလိုပါတယ်ယနေ့ဟာဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့လူခွင့်ရင်းနေဟိုး1988ခုနှစ်တုန်းကကျွန်တော်တို့ကျောင်းသားခေါင်းဆောင်ကိုဖုံးပေါ့သူတို့ကကျွန်တော်တို့ကျောင်းသားခေါင်းဆောင်တွေအာဇန်တွေမြန်မာပြည်ရဲ့လမ်းတွေပေါ်မှာစစ်အာဏာရှင်အစိုးရကပြစ်တဲ့တနက်ကြီးစံတွေကြောင့်တွေးဆွနေရတယ်ကျွန်တော်တို့ညီကောင်မောင်နှမတွေအားလုံးလွတ်လပ်ဖို့အတွက်ကျွန်တော်တို့နောက်သားတွေအားလုံးတကယ်ကိုလူခွင့်ရည်ခံစားဖို့အတွက်ကိုဖုံးပေါ့သူတို့ကကျောင်းသားခေါင်းဆောင်တွေတိုင်းသားပြည်သူတွေအသက်တွေစတေးခဲ့ကြတယ်ချစ်တော်ညီကောင်မောင်နှမအပေါင်းတို့စဉ်းစားကြည့်ပါကျွန်တော်မြန်မာနိုင်ငံအခြေအနေကိုလက်တွေ့ကြည့်ပါမြန်မာပြည်မှာဘာဖြစ်နေပါသလဲစစ်အာဏာရှင်အစိုးရကဘာကိုပြောင်တင်းနေမဲ့ challenge လုပ်ထားတယ်ဂယုမဆိုင်ဘူးကဘာကြီးတို့သူကငါဂယုမဆိုင်ဘူးဟဲ့လို့မပြောရအောင်တမယ်ပဲသူလောက်ချင်တာလုပ်နေတယ် constitution ကိုဆွဲတယ်ဆွဲချင်လို့ဆွဲတယ်သူတို့စစ်အာဏာတည်မြဲဖို့ဆွဲတယ်တမရကိုရွေးတယ်ငဲကြုံကြီးသိမ့်စိန်ကိုရွေးတယ်ခင်ဗျာနည်းနည်းလက်ဆောင်ထွက်မဲ့သူရရွှေမန်းအောင်တော့လွတ်တော်ဥက္ကဋ္ဌဆိုပြီးတော့ကြာပို့ပလိုက်โอเคဆိုတော့တန်းရွှေကဘာလဲတန်းရွှေမင်းဆက်သူတီဟာမို့လို့ဒါပြင်စိတ်ကူးရရှင်တာကျွန်တော်တို့လူရဲ့စကားပြောမယ်ဗျာကျွန်တော်မြောက်မူးလဲလို့ခေါ်တဲ့နေရွှေသွဲအောင်တော့မှကျွန်တော်နောက်ထပ်မျိုးဆက်သူစစ်အာဏာရှင်မျိုးဆက်တဲ့ဖြစ်ရာသားတယ်ဆိုတော့ကောလာဟာလာလို့သတင်းတွေထွက်လာတယ်ဒါမျိုးတွေကျွန်တော်ညီတော်မောင်မခံနိုင်မလားကျွန်တော်အားလုံးကအသိဉာဏ်ရှိတဲ့လူတွေကျွန်တော်ထမင်းစားပြီးကြည့်တဲ့လူတွေကျွန်တော်ဒါဒီခြေနဲ့ချောင်းပေါ်မှာလက်စားတဲ့လူတွေကျွန်တော်ခြေလေးချောင်းနဲ့ရှောက်သွားနေတဲ့တိရစ္ဆာန်မဟုတ်ဘူးကျွန်တော်ဒီလိုလှုပ်ချင်တိုင်းလှုပ်လို့မရဘူးကျွန်တော်ညီကောင်မောင်မအပေါင်းတို့စဉ်းစားကြည့်ပါโอเคဒီစစ်အာဏာရှင်စနစ်ကြီးတည်မြဲနေဘာကြောင့်လဲဘယ်သူမှတာဝန်ရှိပါသလဲကျွန်တော်အားလုံးမှာတာဝန်ရှိပါတယ်ညီကောင်မောင်မအပေါင်းတို့ကျွန်တော်တို့ဘယ်နေရာဘယ်ဒေသဘာလူမျိုးဖြစ်ဖြစ်ကျွန်တော်တို့လောက်ရမယ်တာဝန်ရှိပါတယ်ချစ်တော်ညီကောင်မောင်မအပေါင်းတို့ဒါကိုကျွန်တော်သတိရစေတယ်ကိုဖုံးမသူ့အသက်ကိုစပေးခဲ့တယ်ကျွန်တော်တို့ဒီအင်္ဂလန်လိုဒေသမှာကျွန်တော်တို့မြန်မာပြည်အတွက်ကိုကျွန်တော်တို့လုပ်နိုင်သလောက်လုပ်ကြအောင်ဒါပြင်ကျွန်တော်ဒီအင်္ဂလန်နေမဟုတ်ဘူးပြည်တွင်းပြည်ပကျွန်တော်အားလုံးမှာလုပ်ရမယ်တာဝန်ရှိပါတယ်ကျွန်တော်တို့လုပ်ရင်တကယ်ကိုဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ဆက်လက်ပြီးတော့တိုက်တွန်းခွန်အားပေးချင်တာကဘာလဲဆိုတော့ကျွန်တော်တို့ကိုယ့်ဘာကိုလုပ်နိုင်တဲ့အရေးချင်းကျွန်တော်ရဲ့ capacity ability အဲ့ဒါကိုအထင်မပေးပါနဲ့ကျွန်တော်တို့တူးချင်းတယောက်ချင်းကျွန်တော်တို့လောက်မူးတစ်ပေါက်ကလေးတွေဖြစ်ပါတယ်မူးတစ်ဆက်စီဖြစ်ပါတယ်ဒီမောဆက်လေးပေါင်းလိုက်လို့ရှိရင်ကျွန်တော်တို့အားလုံးစုပေါင်းလိုက်လို့ရှိရင်ကျွန်တော်ပင်လယ်ကြီးရဖြစ်တယ်သမုဒ္ဒရာကြီးရဖြစ်တယ်အဲ့အားရနဲ့စုပေါင်းပြီးလောက်လိုက်ကြရင်ဒီစစ်အာဏာရှင်ဆိုရတန်းရွှေစစ်ခွဲဆိုရသူတို့နေလို့မရဘူးချစ်တော်ညီကောင်မောင်နှမအပေါင်းတို့တင်တို့ရဲ့အရေးချင်းတင်တို့ရဲ့လုံနိုင်စွမ်းကိုအထင်မသေးပါနဲ့တင်တို့အားလုံးလောက်နေရင် yes we can we will
We can. We will win. Yes, we can. We will win. Any second. Any second. Any second ရှင်ထမထားကြကျွန်တော်တို့အားလုံးစုပေါင်းပြီးလုပ်ဖြစ်နိုင်တယ်ကျွန်တော်တို့လုပ်လို့ရတယ်ချစ်တော်ညီကောင်မောင်မပေါင်းတို့ဒါဟာကျွန်တော်တို့စိုက်ကူးရင်နေတာမဟုတ်ပါဘူးဒါလက်တွေ့လုပ်လို့ရတဲ့အရာတွေဖြစ်ပါတယ်ကျွန်တော်ပြောပြမယ်ကျွန်တော်တို့ဒီအကြောင်းအရာတွေကျွန်တော်တို့တင်းလာတယ်ဒါ Facebook တွေလုပ်ကြပါ Twitter တွေလုပ်ကြပါ YouTube တွေလုပ်ကြပါ Social Media တွေထင်မတော်ပါနဲ့ကဘာကြီးမှာအခု boundary ဆိုတာမရှိတော့ဘူးကဘာကြီးပါကြီးဖြစ်လာပြီ Social Networking တွေ Internet Technology တွေနဲ့ကဘာကြီးကြီးပြောင်းလာပြီရတဲ့အင်္ဂလန်မှာဖြစ်မြန်မာပြည်အပြီးဆိုတော့ကျွန်တော်စူပေါင်းပြီးလို့တကယ်ဖြစ်တယ်ဒီနေရာမှာလက်တွေ့အောင်မြင်ရတာတကကြီးပါအရှေ့အလယ်ပိုင်းမှာဘာဖြစ်နေပါသလဲနော်အာဖရိကမှာဘာဖြစ်နေပါသလဲအာနာရှေ့အစိုးရတယ်တူနီရှာစပါတူဒေါ်လာရဲတော်ပြီအာနာရှေ့တော်ပြီတူနီရှာအာနာရှေ့တော်ပြီအီဂျစ်တမလာမူဘာရက်တော်ပြီကိုဝန်ကိုတော်ပြီဟာကြည့်ပါမြန်မာပြည်မှာကောဘာလို့မဖြစ်ရပါလဲမြန်မာပြည်မှာမဖြစ်နိုင်ဘူးလားမြန်မာပြည်မှာမဖြစ်နိုင်ဘူးလားမြန်မာပြည်မှာမဖြစ်နိုင်ဘူးလားရဲကျွန်တော်ဒီလိုဖြစ်နိုင်နေဆိုတဲ့စက်ကူတစ်ခုတည်းနဲ့မရဘူးကျွန်တော်လောက်ကြရအောင်ကျွန်တော်စူပါမီလောက်ကြရအောင်ဒါကြောင့်မို့ကျွန်တော်တို့မိုးစပလေးအားလုံးစူပါမီတော့ပင်လယ်သမုဒ္ဒရာလို့ live ရနေ Yes we can We will win. ဆိုပြီးတော့ကျွန်တော်စူပါမီတော့လောက်ကြပါစို့လို့တိုက်တွန်းခေါ်ပေးနေဒီကောင်ချောပါအားလုံးကျေးဇူးတင်ပါတယ်အခုလိုမတ်စကာပြောကြပြီးတော့ကိုမျိုးသိန်းအထူးကျေးဇူးတင်ရပါတယ်ရှင် Free